ချစ်ခံရဘူးလားကျမကတော့တောင်ငူကဆရာဝန်လေးတယောက်ရဲ့အချစ်ကိုခံနေရပါပြီ။ FV ဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်ထားနော်အချစ်မခံရတဲ့သူတွေအတွက်အချစ်ခံလို့ရမယ့်နေရာလေးပြပေးမယ်နော်။စတာပါအခုကကျမကန်းကိုသွားနေကြတဲ့စီကန်းကိုရောက်နေတာဖြစ်ပါတယ်။ဒီနေ့မှာသွားတန့်ရှင်ရေးနဲ့သွားမှရှိရဲ့ကြောက်လေးတွေပေါ့နော်နည်းနည်းလေးတက်လာလို့အဲ့ဒါကိုတန့်ရှင်ရေးသွားလုပ်မှာဖြစ်ပါတယ်။သွားတန့်ရှင်ရေးကိုတော့6လသို့မဟုတ်တစ်နှစ်ပေါ့နော်ပုံမှန်တော့တန့်ရှင်ရေးလုပ်ပေးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီသွားကျမ်းမာနေမှာကျမတို့ဒီစားခြင်းနဲ့မုတ်တေးစားခြင်းနဲ့အရာတွေအကုန်လုံးကိုစိတ်လွတ်လွတ်လပ်လပ်နဲ့စားလို့ရမယ်။ပြီးကတွင်တန့်ရှင်ရေးကောင်းတဲ့ခါကျတော့ကိုအလုပ်တွေပါတယ်သူများစကားပြောတဲ့အခါမှာလည်းအဆင်ပြေတယ်ပေါ့နော်။ကျမတို့တွေကသွားကျမ်းမာရေးနဲ့ပတ်သက်ပြီးမိနေတတ်ကြတယ်။တခြားသောနိုင်ငံတွေမှာဆိုရင်သွားကျမ်းမာရေးကိုအရင်ကယူဆိုင်ကြတယ်ပေါ့နော်ကျမတို့ကတော့ဒီလိုပဲမင်းမင်းပြောင်းနေထားတယ်တကယ်တော့ဒီသွားလေးကျမ်းမာနေမှာကျမတို့အစားအစာတွေဝါစားတဲ့အခါမှာကျဉ်ညက်အောင်ဝါနိုင်မယ်ပြီးမှအဲ့ဒီရဲ့အရာမှာအစာအိမ်ကအရင်ခြေစရာမလိုတော့ဘဲနဲ့အစာအိမ်နဲ့ဦးလန်းချောင်းတွေကလည်းအရင်မပင်ပန်းတော့ဘူးပေါ့နော်ဒီလိုမျိုးသူ့ရဲ့ process တွေကတော့အများကြီးရှိရပေါ့ညီမတို့သိမသိဘူးညီမကတော့လှကျင်တာတကြောင်ရဲ့ကိုစားခြင်းနဲ့အစားအစာကောင်းကောင်းမွန်စားစေခြင်းလို့ပေါ့နော်စားခြင်းလို့ပေါ့နော်ဆိုတော့ဒီနေ့ကတော့သွားကိုကျမ်းမာရေးစစ်ဆေးပြီးထဲမှာလိုအပ်တာလေးတွေပေါ့နော်ကြည့်ပြီးတော့စစ်ဆေးတယ်ပြီးတဲ့ခါကျတော့သွားမှရှိတဲ့ကြောက်လေးတွေကတစ်နှစ်လောက်ဆိုရင်တက်လာပြီပေါ့နော်အဲ့ဒါလေးတွေကိုလည်းရှင်းလင်းလေးလုပ်တယ်ဆိုတော့ကျွန်မဒီနေ့ကတော့ကန်းကောသွားစီကန်းမှာသွားပြဖြစ်ပါတယ်ဆရာဝန်ကတော့ဒီမှာ2ယောက်ထိုင်တာတွေ့ရပါတယ်ကျွန်မဒီပြတဲ့ဆရာဝန်ကတော့ပေါ့နော်မန္တလေးကလာတဲ့ဆရာဝန်တစ်လမှာ2ကြိမ်ပဲလာတယ်လို့လည်းပြောပါတယ်ရှင်ဆိုတော့ဒီနေ့သွားစီကန်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်နေတဲ့သူတွေသွားကြိုက်တာပဲဖြစ်သွားပို့စားပဲဖြစ်ပေါ့နော်ကဲ၍အစင်မပြေဘူးတခြားစေကန်းလေးမှာလည်းပြကြည့်တယ်အဆင်ပြေဘူးဆိုလို့ရှိရင်လည်းဒီစေကန်းလေးမှာပြကြည့်ပေါ့နော်သွားကိုလှုပ်တဲ့ခါမှာလဲဆရာဝန်နဲ့တခြားလေးတိုင်ပင်ပြီးလှုပ်ဖို့အကြံပြုချင်ပါတယ်ရှင်ဆိုတော့ကျမကတော့ဒီနေ့အရင်လှတော့ပါပြီသွားလေးတွေကိုယုံကြည်မှုရှိရှိနဲ့ရည်နိုင်ပါပြီပေါ့နော်သွားကျဲလေးပဲလှနေရဲဆိုတော့ကျင်းနေပါတယ်ရှင်